အားလုံးပဲမင်္ဂလာပါမင်္ဂလာတင်မြန်နေပြန်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ပြပေးခြင်းတဲ့မီးစက်လေးရတော့လူအများကြိုက်နေတဲ့ brand လေးရဖြစ်မယ်လူအများသိတဲ့ brand လေးရဖြစ်မယ်ကာဝါ brand လေးတဲ့မီးစက်လေးကျွန်တော် inverter တိုက်ပြီးပြချင်တာဖြစ်ပါတယ်ကျွန်တော်ချက်လက်ကြည့်လိုက်ပါဒီ brand လေးရဆိုရင်မြန်မာနိုင်ငံမှာလူကြိုက်လည်းများတယ် quality ကိုလည်းအရန်ကောင်းတဲ့အပေါ်မှာဒါလူသိလည်းများတယ်ပေါ့နော်ဒါကတော့ကာဝါ inverter တိုက်မီးစက်လေးပါဟုတ်ဒါတော့ဟောဘယ်လောက်ထွက်မလဲဆိုရင်တော့3500 4000ထွက်ပါမယ်ခင်ဗျပြီးရင်ဒီကောင်ကကာဝါ4500 ISR ပေါ့နော် inverter generator ဖြစ်မယ်ပြီးရင်ဒီကောင်ကမကြည့်ဟိုဒီမှာချက်လာကြည့်ပါဒီမှာဆိုရင်တော့ပေါ့နော်230 volt AC ကောင်းနှကောင်းပါမယ်ပေါ့နော်ပြီးရင်ဒီကောင်ကကြတော့5 volt DC 1.0 ampere ပေါ့နော်ဒီမှာဓာတ်ရအားသွင်းရမယ်ဒီကနေပြီးတော့ဒါကတော့စီကောက်ပါဆက်နိုးလို့မဆိုရင်တော့ဟိုဘက်နဲ့လေးလဲပြီးဟိုဘက်နဲ့ပြပြီမယ်ပြီဒီလို on ပေါ့နော်ဒီလိုလှည့်လိုက်မှာပေါ့နော်ဒီလိုလှည့်ရဆိုဒါစီကောက်ပွင့်သွားပြီပေါ့နော်ဟုတ်မင်းဒါကဘာလဲဆိုတော့ economy ဆို eco mode ပေါ့နော် eco mode ဆိုတော့ဒီကောင် online မှာဆိုရင် watt ပဲထွက်ပါမယ်auto ပဲထားပါဘောနော်ပြီးရင်ဒီကောင်ဘာလဲဆိုတော့ push တက်ဒီကောင် push တက်ဒီကောင် push တာဘက်ထရီပြန်အားသွင်းတာဒါ push တက်လို့နော်ဒီ push တက်ကတော့လို့ပြီးတော့အားသွင်းရမှာဖြစ်တယ်ဟုတ်ပြီပြီးဒီကောင်မှာ overload ဆိုရင်ဒီမှာမီးပြမယ် output ထွက်ပြီဆိုရင်ဒီမှာမီးပြမယ်ပြီးဒီကောင် engine wine ဆိုတာပေါ့နော် engine wine နဲပြီဆိုဒီမှာပြဒီမှာမီးလေးလာပြီဆိုတော့ကိုတို့ engine wine လေးလေးရပါပြီပေါ့နော်အဲ့တော့ဒါတော်ကောင်းတယ်ဒါကဘာလဲဆိုတော့ဒါတော့parallel operation outlet ပေါ့နော်ဒါမီးစံတစ်ခု parallel တုံးတာဟာပေါ့နော်ဟုတ်ဒီဘက်မှာဆိုရင်တော့ဒီဟုတ်ပါโอเคဟောဆိုရင်မှာကျိုးဆွဲရအောင်မယ်remote နဲ့လည်းနှိုးလို့ရအောင်မယ်သူကကျိုးဆွဲလည်းရအောင်မယ် remote နဲ့နှိုးလို့ရအောင်မယ်ပြီးရင် push တက်လည်းရမယ်အဲ့တော့အိမ်ကအခုဟာပေါ့နော်အဲ့လူကြီးမင်းတို့ကခရီးသွားတာပါညာအိမ်မှာမိဘတွေပါကြံခဲ့မှဆိုရင်လည်းလွယ်တကူနှိုးလို့ရတယ်ပြီးတကယ်လို့တက်ကြီးရဲ့ဟိုဒီမထနေတဲ့လူတွေနေခဲ့မှဆိုရင်လည်းဒီ remote လေးနဲ့အဝေးကနေပြီးတော့လမ်းနှိုးလေးရအောင်မဖြစ်ပါလားခင်ဗျဒါလေးကတော့ဒီမှာစီထည့်နေတာပေါ့နော်ဒါစီထည့်နေတာပါဒါလေးကကာဝါအမတ်စိတ်ဖြစ်တဲ့ပုံမှာတော်လေးကို quality ကောင်းမဲ့မီးစက်လေးပဲဖြစ်ပါတယ်ခင်ဗျဒါကတော့လူသိများပါကာဝါဆိုတော့မြန်မာနိုင်ငံမှာပြောစရာမလိုဘူးတော်လေးကိုနာမည်ရထားပြီးပါပြီလူကြိုက်လည်းများတယ်ပေါ့နော်ဒီဆက်ကိုဝယ်ယူလိုပါကအမှတ်50နဲ့58 54လမ်းလေဘလောက်နှစ်ယောက်ကပဇွန်အောင်မြို့နယ်အတွင်းလာဝယ်ယူအပ်ပြီးရပါတယ်တကယ်လို့ဆက်တယ်မြင်မဲ့လိုပါကတူနာကို51နင်း66လေးနဲ့တူနာကို5583တက်အောင်ကို885583တက်ကိုဆက်တယ်မြင်မဲ့မှယူနိုင်ပါတယ်ခင်ဗျ